ဗျာမဟုတ်တော့အဲ့လိုမျိုးစကားတွေကိုအမအရင်အကျဉ်းမချဲ့နဲ့ဗျာကျွန်တော်မကြိုက်ဘူးသိလားဘာမစကားကိုအကျဉ်းမချဲ့နဲ့စကားကိုအကျဉ်းမချဲ့နဲ့ကျွန်တော်မကြိုက်ဘူးကျွန်တော်ရှင်းပြမယ်ခဏမရဦးသားဗီဒီယိုပေးလိုက်ဗီဒီယိုပေးလို့မရဘူးကိုကြီးအကဲကျွန်တော်ကရဲမွန်လှဲကူကလာတာရဲမွန်ကလာတာကြော်ပြောတာနော်ဝန်ထမ်းသားသမီးရဲဝန်ကနေလာတာကျွန်တော်ပြောပြမယ်အစောနာတော့ဟုတ်တယ်ကျွန်တော်ကားဒရိုက်ဘာပြောတယ်ဒီမှာအမားတယ်ပေါင်းမှုနဲ့လို့ခါတိုင်းဆိုလို့ရှိရင်တော့ကိုကိုသွားနေကြပဲပေါ့နော်အားလုံးမင်္ဂလာပါအခုကျွန်တော်တို့မြင်တွေ့ရတဲ့ဒီဗီဒီယိုလေးဆိုရင်ဘောနော်ဒါနာရေးလောက်တော့ဘောနော်ဒီအများပြည်သူတွားတဲ့လမ်းမှာဒီနာရေးလောက်နေတယ်ဘောနော်ဒါအမိုးရောမှလောက်တယ်ပြီးကြတော့မှကားတဲ့ဘောနော်ဒီကမိုးနည်းနည်းလေးတက်မိသွားတာကိုဒါဘောနော်ကတော့ပွဲတဲ့လာပြီးတော့မှတောင်းပန်ခိုင်းတယ်ဘောနော်ဒီရဲ့ဖြစ်စဉ်ကကျွန်တော်တို့ဘယ်လိုမြင်တယ်ဘောနော်ဘယ်သူကမာတယ်ဘယ်သူဘက်ကမှန်လဲဆိုတာကျွန်တော်တို့အားလုံးဒီဗီဒီယိုလေးကိုကြည့်ကြမယ်ပိတ်သက်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုမျိုးမြင်လဲပေါ့နော်ဒါကွန်မန့်အမရေးကြလို့ရပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်တူတူကအစဆုံးကြည့်စုကြမယ်ခင်ဗျာရတယ်ကားသမားလည်းပါတယ်ကားသမားကျွန်တော်မောင်းခိုင်းတာပြင်းပြကျွန်တော်မောင်းခိုင်းတာလို့ကျွန်တော်ပြောပြီးသားဘယ်ဝါတာဘလူးကဗျာမဟုတ်တော့အဲ့လိုမျိုးစကားတွေကိုအမအရင်အကျဉ်းမချဲ့နဲ့ဗျာကျွန်တော်မကြိုက်ဘူးသိလားမခဏစကားကိုအကျဉ်းမချဲ့နဲ့စကားကိုအကျဉ်းမချဲ့နဲ့ကျွန်တော်မကြိုက်ဘူးကျွန်တော်ရှင်းပြမယ်ခဏမရဦးသားဗီဒီယိုပေးလိုက်ဗီဒီယိုပေးလို့မရဘူးကိုကြီးအကဲကျွန်တော်ကရဲမွန်လှဲကူကလာတာရဲမွန်ကလာတာကြော်ပြောတာနော်ဝန်ထမ်းသားသမီးရဲဝန်ကနေလာတာကျွန်တော်ပြောပြမယ်အစောနာတော့ဟုတ်တယ်ကျွန်တော်ကားဒရိုက်ဘာပြောတယ်ဒီမှာအမားတယ်ပေါင်းမှုနဲ့လို့ခါတိုင်းဆိုလို့ရှိရင်တော့ကိုကိုသွားနေကြပဲပေါ့နော်လွတ်တယ်ဒါပေမဲ့ကျွန်တော်နာရီမဲ့နဲ့ကျွန်တော်မသိဘူးရှင်းရှင်းပြတယ်ဒီမှာဝင်လာတော့အလဲတန်းရောက်တော့အကိုရဲကျွန်တော်ရဲ့ဟိုရှေ့ကအတန်းလေးနဲ့ထိတယ်ဒါပေမဲ့ကျွန်တော်ရှေ့အရင်မဆွဲသေးဘူးနော်လွတ်လားမလွတ်လားဆိုတော့ကျွန်တော်ခေါင်းထွက်ကြည့်တယ်ထွက်ကြည့်တော့မလွတ်တော့ဘူးတဲ့ဆိုလဲဆိုတော့ကိုကျော်ရေးအဲ့ဆိုတော့မလွတ်တော့ဘူးဒီတန်းမှာလွတ်လာဆိုအလဲမှာမလွတ်တော့ဘူးဆိုမြေကြီးနဲ့များဟိုကလုံနေလို့လားကန်အဲ့ဆိုမရတော့ဘူးလေဆိုချင်းပြန်နောက်ဆုပ်လို့ပြောရဲဆိုမှကျွန်တော်တို့ပြန်နောက်ဆုပ်တယ်ဒီအမိုးကိုင်းဟိုမှာပြေးတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ကားကိုပြန်ပြီးအခုပြန်ထိုးကြည့်လိုက်အဲ့ဒီဥစ္စာကိုထိလားမထိလားဆိုတော့ကျွန်တော်အများကြီးပြောပြလို့ရတယ်ကျွန်တော်ပြောတာနော်အဲ့ဒါနဲ့နေပေါ့မာကြီးကဆင်းလာအောင်နင်းနဲ့ကြော်ဝဲပေးရမယ်ဟုတ်ပြီမာကြီးအဲ့ဆိုလို့ရှိရင်တော့နိုင်ဟုတ်လားအော်ဟုတ်လားမာကြီးအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တော့တကယ်မသိဘူးကျွန်တော်ပထမ1000ပေးလိုက်1000နဲ့မရဘူးတဲ့အဲ့ဆိုလို့ရှိရင်2000ဆိုမရဘူးနေကြည့်ပေးတယ်ကြော်ဝဲဆိုတာ3000ခွဲလောက်ရှိတယ်တဲ့ဆိုတော့ तू အဲ့လိုမျိုးဒါပေမဲ့ကျွန်တော်3000ပဲပေးလိုက်တာတကွဲပဲ3000ရှိတယ်ဆိုတော့ကျွန်တော်အဲ့နဲ့3000ပေးခဲ့လိုက်တာပေးခဲ့ပြီးတော့ကောင်နောက်ပြန်ဆုပ်တယ်နောက်ပြန်ဆုပ်ပြီးတော့အဲ့လိုမျိုးဟိုဟာလုပ်တယ်ကတကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်ကနာရေးတကယ်တမ်းဟိုဟာမသိလို့မလို့ကျွန်တော်ပြောတာဒီမှာဟိုဟာလုပ်ပြီးအဲ့ဒါကိုဒီမှာ3ပွဲရှိတယ်နင်းဥစ္စာဒီလိုမျိုးဖြစ်တယ်ဆိုတော့အဲ့ဒါတဲ့တသိန်းပေးရမယ်လို့ဥက္ကဋ္ဌကလည်းပြောတယ်တဲ့ဟုတ်တယ်နော်ဒါကိုကြီးလမ်းပြောရလားတော့မသိဘူးနော်ကမြန်းသိန်းတော့မပြီးသွားတယ်ညမပုံသက်တာဒီလာရွှေရှင်ရောလာရွှေရှင်ခေါ်လိုက်ရဒီခေါ်တော့တိတ်ပြီခေါ်လိုက်နော်လူကြီးမရှိလားဘယ်တော့မှထိုးလိုက်ဆိုတော့လည်းအဲ့တော့ဘယ်တော့မှမထိုးပေးဘူးဘူးလိုက်ကွာအဲ့ဒါဒီလမ်းထဲမှာရှိတာနာရေး3မင်းလမ်းမလျှောက်နိုင်ဟုတ်လား3ပွဲရှိတယ်တဲ့နာရေး3ပွဲစာရဲ့ဥစ္စာကျွန်တော်ပွဲထိုးပေးရမယ်လေပြောတာဒီမှာပဲထားတာပြောတာဆိုတာဒါကိုပြောလိုက်တဲ့စကားဆောင်းတာတော့3ပွဲပါထိုးပေးရမယ်ပြောတာမလဲဘူးလေသူတို့3ပွဲလောက်တာမိုးကလည်းဘယ်လာပါတော့ဘယ်ဘာမှထိုးတဲ့စင်လားအဲ့တူကကောင်းထိမိနေပြီတိုက်မိနေပြီဒါတော့ဒါကိုရောရတာအဲ့ဒီအတွက်3000ဒီကောင်းလည်းပတိကန်ရအောင်မဲကိုလည်းပတိကန်ရအောင်ဘယ်ဝဲတာလို့ထိုးတဝဲပဲသိတယ်နားလဲလူကြီးက3လောင်းရှိလို့3ဝဲတာကိုဒီထိတ်ကနေတိုက်သွားတယ်ဆိုတော့3လောင်းသာပေးရမယ်တသိန်းလောက်ကြမယ်ဆိုတော့ तू ကတသိန်းမပေးနိုင်ဘူးတသိန်းမပေးနိုင်3ဝဲထိုးပေးဆိုတော့လေ3ဝဲမထိုးပေးနိုင်ဘူးတဲ့သူတို့မှထုံးစံမရှိဘူးဆိုတော့ဘယ်လိုလုပ်ပြောမလဲစာဆုံးလည်းပဲကျေးဇူးပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လည်းဗီဒီယိုတွေမှာပြန်လဲဆိုတွေ့နေဖို့အတွက်လည်း channel တို့လည်း like subscribe လုပ်ချပြီးကူညီကြပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းဗီဒီယိုမှာပြန်လဲဆုံတွေ့ကြအောင်ခင်ဗျာ